တုတ်တန်ချံခန်းကြီး1ပညာတရားဤဥဒေတတရားကိုတည်၍ဉာဏ်နှင့်ရှင်သောစကားကိုနားလည်မည်အကြောင်းပညာသွန်သင်ခြင်းဖြောင့်မတ်စွာကျင့်ခြင်းတရားသဖြင့်စီရင်ခြင်းလျက်လျူစွာဆုံးဖြတ်ခြင်းအမှုအရာ၌လေးကျမည်အကြောင်းမိုက်တော်သူသည်လိမ္မာ၍လူပြိုသည်ပညာတတိနှင့်ပြည့်စုံမည်အကြောင်းဒါဝိဒ်၏သားတော်ဖြစ်သောဣသေလအရှင်ဘုရင်ရှောလမုန်စီရင်တော်တုတ်တန်စကားဟုမူကားပညာရှိသောသူသည်နားထောင်သဖြင့်ပညာအသက်တူပွားရလိမ့်မည်ဉာဏ်ကောင်းသောသူသည်တုတ်တန်စကားအနက်အဓိပ္ပာယ်ကို၎င်းပညာရှိဟောပြော၍နက်နဲသောစကားတို့ကို၎င်းနားလေသောနိတည်ဆရာအဖြစ်သို့ရောက်ရလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပဒေတကိုမထီမဲ့မြင်ပြုတတ်ကြ၏ငါသားအဘ၏ဤဥပဒေတတရားကိုနားထောင်လော့အမိ၏တရားကိုလည်းမပယ်နှင့်ထိုဤဥပဒေတတရားတို့သည်သင်၏ခေါင်း၌တင့်တယ်သောဥယျစ်သင်၏လယ်ပင်၌ပတ်ရစ်သောလေဆွဲဖြစ်ကြလိမ့်မည်ငါသားလူဆိုးတို့သည်တင့်ကိုတွေးဆောင်ခြင်းဝန်မခံနှင့်သူတို့ကငါတို့နှင့်အတူလိုက်တော့သူအသက်ကိုတတ်အံ့သောငါစောင့်ကြစို့အချီးနှီးအပြစ်လွတ်သောသူတို့ကိုချောင်းမြောင်းကြစို့တင်းချိုင်းတွင်သို့ဆင်းသောသူတို့ကဲ့သို့တကူလုံးပါလျက်အသက်ရှင်လျက်ရှိသောထိုသူတို့ကိုမရဏနိုင်ငံမြို့တကဲ့သို့မြူကြစို့အဖိုးထိုက်သောဗန္နာအမျိုးမျိုးကိုတွေ့၍လူယူသောဥစ္စာနှင့်ငါတို့အိမ်ကိုပြည့်စေကြမည်ငါတို့နှင့်ပေါင်းဖော်တော့ရသောဥစ္စာကိုအညီအမျှပိုင်ကြစို့ဟုဆိုတော်လဲငါသာသူတို့နှင့်အတူမလိုက်နှင့်သူတို့သွားသောလမ်းကိုရှောင်လော့ကြောင်းမူကားသူတို့ခြေသည်ဒုစရိုက်ပြရာသို့ပြေး၍လူအသက်ကိုတတ်ခြင်းကနှိမ့်မြတ်၏အကယ်စင်စစ်ငှက်မျက်မှောက်၌ပိုက်ကွန်ကိုဖြန့်ထားလျင်အကြံမမြောက်ရာလူဆိုးတို့သည်ကိုယ်အသွေးကိုတွန်အံ့သောငါဆောင်၍ကိုယ်အသက်ကိုတတ်အံ့သောငါချောင်းမြောင်းတတ်ကြ၏မတရားသောစီးပွားကိုရှာသောသူအပေါင်းတို့သည်ထိုသို့သောအကျိုးကိုခံရ၍ထိုစီးပွားသည်မိမိအရှင်၏အသက်ကိုတတ်တတ်၏ပညာသည်ပြင်မာကြွေးကြော်၍လမ်းခီးတို့၌မိမိစကားတန်ကိုလွင်တတ်၏လူစည်းဝေးရာအဦး၌၎င်းမြို့တကားဝါတို့၌၎င်းမြို့ထဲ၌၎င်းခေါ်၍မဆူသောစကားဟုမူကားအိုလူမိုက်တို့တင်တို့သည်မိုက်သောအကျင့်ကိုနှစ်သက်လျက်ကဲ့ရဲ့သောသူတို့သည်ကဲ့ရဲ့ခြင်း၌မှုလျော်လျက်မိုက်မဲသောသူတို့သည်ပညာအသက်ကိုမုံလျက်အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နီငါဆုံးမသောစကားကိုနားထောင်၍ပြောင်းလဲကြလော့ငါဝိညာဉ်ကိုတင်တို့အပေါ်သို့ငါသွန်းလောင်း၍ငါစကား၏အနက်အဓိပ္ပာယ်ကိုနားလည်စေမည်ငါသည်ခေါ်၍တင်တို့သည်ငင်းပယ်သောကြောင့်၎င်းငါလက်ကိုဆန့်၍အဘယ်သူမျှမမှတ်သောကြောင့်၎င်းငါတတိပေးခြင်းရှိသည်မျှကိုတင်တို့သည်ပယ်၍ငါဆုံးမသောစကားတခွန်းကိုမျှနားမခံဘဲနေသောကြောင့်၎င်းတင်တို့သည်ဘေးဥပတ်နှင့်တွေ့ကြုံသောအခါငါရည်မည်ကြောက်မက်ဖွယ်သောအမှုရောက်သောအခါငါပြည့်ရည်ပြုမည်တင်တို့ကြောက်မက်ဖွယ်သောအမှုသည်တုတ်တင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်းတင်တို့ပျက်စီးခြင်းအမှုသည်လေပြင်းမုန်တိုင်းကဲ့သို့၎င်းရောက်လာ၍တင်တို့သည်ဆင်းရဲခြင်းပူပန်ခြင်းနှင့်တွေ့ကြုံသောအခါထိုအမှုရောက်သောသူတို့သည်ငါကိုခေါ်တော်လဲငါမထူးငါကိုကြိုးစား၍ရှာတော်လဲမတွေ့ရကြအကြောင်းမူကားသူတို့သည်ပညာအသက်ကိုမုန်းကြ၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောကိုအလိုမရှိကြငါသတိပေးခြင်းကိုအလျင်းနာမခံကြငါဆုံးမခြင်းရှိသမျှကိုမထီမဲ့မြင်ပြုကြ၏ထိုကြောင့်သူတို့သည်ကိုကျင့်ခြင်း၏အကျိုးအပြစ်ကိုစား၍ကိုကြံသောအကြံတို့နှင့်ဝါကြလိမ့်မည်ဉာဏ်သိမ်သောသူတို့သည်လမ်းလွဲသဖြင့်အသက်ဆုံးတတ်ကြ၏မိုက်သောသူတို့သည်တတိလစ်သောအဖြင့်ပျက်စီးခြင်းသို့ရောက်တတ်ကြ၏ငါစကားကိုနားထောင်သောသူမူကားလုံခြုံစွာနေ၍ဘေးကိုမကြောက်ဘဲငြိမ်ဝတ်လိမ့်မည်တုတ်တန်ချံအခန်းကြီး2ငါသာတင်၏ပညာစကားကိုနားထောင်၍စေတနာစိတ်နှင့်ဉာဏ်ကိုရှာဖွေတည်တိုင်အောင်
ငါစကားကိုနားခံ၍ငါပညာတို့ကိုကိုယ်အထဲ၌တွင်မိလျင်၎င်းသိပ္ပံအသက်ကိုခေါ်၍ဉာဏ်နောက်သို့အတန်ကိုလွှင့်လျင်၎င်းငွေကိုရှာတတ်ကဲ့သို့ပညာကိုရှာ၍ဖွက်ထားသောဗန္နာကိုစူးစမ်းတတ်ကဲ့သို့ဉာဏ်ကိုစူးစမ်းလျင်၎င်းထာဝရဘုရားကိုကြောက်သောတဘော၌ကျင်လည်၍ဘုရားသခင်ကိုသိသောဉာဏ်နှင့်ပြည့်စုံလိမ့်မည်အကြောင်းမူကားထာဝရဘုရားသည်ပညာကိုပေးတော်မူတတ်၏နားလည်နိုင်သောဉာဏ်သည်နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏ဖြောင့်မတ်သောသူတို့အဖို့ပညာယတနာကိုတူထားတော်မူ၏တရားသဖြင့်ကျင့်သောသူတို့ကိုကွယ်ကာတော်မူ၏မိမိတန်ရှင်းသူတို့သည်တရားလမ်းကိုစောင့်ရှောက်မည်အကြောင်းသူတို့လမ်းခရီးကိုလုံခြုံစေတော်မူ၏ကျေးဇူးတော်ကြောင့်သင်သည်ဖြောင့်မတ်စွာကျင့်ခြင်းတရားသဖြင့်စီရင်ခြင်းလျက်လျူစွာဆုံးဖြတ်ခြင်းမှစ၍ကောင်းသောလမ်းရှိသမျှတို့ကိုသိနာလည်လိမ့်မည်ပညာသည်သင်နှလုံးထဲသို့ဝင်၍သင်သည်သိကြားခြင်း၌မှွေလျော်သောအခါတမာတတိသည်သင်ကိုထိမ့်သိမ့်၍ဉာဏ်သည်လည်းစောင့်ရှောက်သဖြင့်သို့သောလမ်းမှကဲ့တင်လိမ့်မည်ကောက်သောစကားကိုပြောတတ်သောသူဖြောင့်မတ်သောလမ်းကိုစွန့်၍မိုက်မဲသောလမ်းသို့လိုက်တော်သူဒုစရိုက်၌မှွေလျော်၍အဓမ္မလူ၏ကောင်းလင်ခြင်းသို့အာရနှစ်သက်တော်သူဖြောင့်သောလမ်းသို့မလိုက်ကောက်သောလမ်းသို့သာလိုက်တော်သူတို့၏လက်မှ၎င်းအမျိုးပြတ်သောမိမနှုတ်နှင့်ချောမော့တတ်သောပြည်တစားမိမအသက်ငယ်စဉ်ပဲ့ပြင်သောကျေးဇူးရှင်ကိုစွန့်၍မိမိဖျားသခင်၏ဗြိဉ္ဉ်တရားကိုမိလျော့သောမိမလက်မှ၎င်းသင်ကိုကယ်တင်လိမ့်မည်ထိုမိမ၏အိမ်သည်တည်ခြင်းနှင့်၎င်းသူလိုက်သောလမ်းတို့သည်တင်ကြိုင်သာနေရာနှင့်၎င်းဆက်ဆိုင်သဖြင့်သူ၏အိမ်သို့ဝင်သောသူတစုံတစ်ယောက်မျှမပြန်ရအသက်လမ်းကိုမမီရသင်သည်သူတော်ကောင်းတို့၏လမ်းသို့လျှောက်၍ဖြောင့်မတ်သောသူတို့၏လမ်းခရီးတွေကမထွက်ဘဲအစဉ်တစိုက်လိုက်ရမည်အကြောင်းတည်းဖြောင့်မတ်သောသူတို့သည်ပြည်တော်၌နေ၍သုံးလင်သောသူတို့သည်နေရာကျကြလိမ့်မည်အဓမ္မလူတို့မူကားပြည်တော်မှပယ်ရှင်းခြင်းလွန်ကျူးသောသူတို့သည်နှုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်တုတ်တန်ကျမ်းအခန်းကြီး3ငါသာငါပြီးသောတရားကိုမမေ့နှင့်ငါပညတ်တို့ကိုသင်၏နှလုံးစောင့်ရှောက်ပါစေကြောင်းမူကားပညတ်တရားသည်အတ္တတရှိသောကာလနှစ်ပေါင်းများကို၎င်းမြင်ဝတ်ခြင်းကို၎င်းတူပါစေလိမ့်မည်ဝိညာဉ်တရားနှင့်တစ္ဆာတရားကိုသင်နှင့်မကွာစေနှင့်ထိုတရားတို့ကိုသင်၏လယ်ပြင်၌ဆွဲထားလော့နှလုံးအင်းစရင်၌ရေတွင်လော့ထိုတို့ပြုလျင်ဘုရားသခင်ရှိလူတို့ရှိမှမျက်နာရ၍ကျေးဇူးကိုခံရလိမ့်မည်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလော့ကိုဉဏ်ကိုအမိမပြုနှင့်သွားလေရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလော့တို့ပြုလျင်သင်၏လမ်းခရီးတို့ကိုပယ်ပြင်တော်မူမည်ငါသည်ပညာရှိ၏ဟုကိုမတင်နှင့်ထာဝရဘုရားကိုကြောက်၍ဒုစရိုက်ကိုရှောင်လော့တို့ပြုလျင်သင်အကျော်တို့သည်အာတန်၍အယိုးတို့သည်ချင်းစီနှင့်ပြေဆုံးကြလိမ့်မည်သင်သည်ကိုယ်ဥစ္စာနှင့်အသီးသီးသောအသီးနှံရှိသည်များကိုထာဝရဘုရားအားပူဇော်လော့တို့ပြုလျင်သင်စပကြီးတို့သည်ကျွယ်ဝ၍စပြည့်တီးနေရာတစားတို့ကိုအသစ်သောစပြည့်ရရှမ်းလိမ့်မည်ငါသာထာဝရဘုရားဆုံးမတော်မူခြင်းကိုမမှတ်ဖဲမနေနှင့်သင်အပြစ်ကိုစစ်ဆေးတော်မူသောအခါစိတ်မပြတ်စေနှင့်ထာဝရဘုရားသည်ချစ်တော်မူသောသူကိုဆုံးမတော်မူတတ်၏မြတ်သက်တော်မူသောသားကိုဒဏ်ခတ်တော်မူတတ်၏ဉာဏ်ပညာကိုရှာ၍ရသောသူသည်မင်္ဂလာရှိ၏အကြောင်းမူကားပညာကုန်သွယ်ခြင်းသည်ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏ပညာကုန်သွယ်၍ရသောအမျက်လည်းရွှေစင်ထက်သာ၍ကောင်း၏ပညာသည်ဗရမ ्या ထက်သာ၍အဖိုးထိုက်ပေ၏နှစ်သက်ဖွယ်သမျှသောအရာတို့သည်ထိုယတနာကိုမပြိုင်နိုင်ကြသူ၏လက်ရလက်၌အတ္တတာရှိသောကာလလက်ဝဲလက်၌စီးစိမ်နှင့်ဂုံအတရေရှိ၏ပညာလန်းတို့သည်
တာယာသောလမ်းပညာလမ်းခီးရှိသမျှတို့သည်ငြင်ဝတ်လျက်ရှိကြ၏ပညာကိုကင်ဆွဲသောသူသည်အသက်ပင်ကိုရပြီးလက်မလွတ်သောသူသည်မင်္ဂလာရှိ၏ထာဝရဘုရားသည်ပညာတော်အားဖြင့်မြေကြီးကိုတည်၍ဉာဏ်တော်အားဖြင့်မိုးကောင်းကင်ကိုပြင်ဆင်တော်မူပြီးတိပ္ပံအတတ်တော်အားဖြင့်နတ်နဲသောအရက်အကွဲ၍မိုးတိမ်မှလည်းနှီးရကြတတ်၏ငါသားပညာယတနာနှင့်တမာတတိကိုတင်းမျက်မှောက်မှမကွာစေပဲအစဉ်ဆောင်လျှောက်လော့တို့ပြုလျင်ထိုယတနာတို့သည်တင်ဤဝိညာဉ်၌အသက်တင်ဤလေပင်၌ဂုံအတရေဖြစ်လိမ့်မည်တင်သည်ခီးသွားရ၌ဘေးမရှိခြေမတိုက်မိပဲသွားလိမ့်မည်အဲ့တော့အခါကြောက်เสียမရှိရကောင်းမှုစွာအိပ်ပျော်ရလိမ့်မည်လျင်မြန်သောဘေးနှင့်လူဆိုးတွေ့တတ်သောပျက်စီးရာဘေးကိုကြောက်เสียမရှိကြောင့်မူကားထာဝရဘုရားသည်တင်ယုံကြည်ကိုးစားရာဖြစ်၍တင်ဤခြေကိုမကြော့မိစေခြင်းကစောင့်မတော်မူလိမ့်မည်ဂျေဇုကိုခံတင်သောသူတို့အားဂျေဇုပြုရသောအခွင့်ရှိလျင်မပြုဘဲမနေနှင့်အိမ်နီးချင်းကိုပေးစရာရှိလျက်ပင်သွားတော့တဖန်လာအောင်တော့နတ်ဖြံမှငါပေးမည်ဟုမပြောနှင့်စိုးရင်ချင်းမရှိဘဲတင့်အနားမှနေသောအိမ်နီးချင်း၌မကောင်းသောအကြံကိုမကြံနှင့်တင်၌အပြစ်မပြုသောသူကိုအကြောင်းမရှိဘဲရန်မတွေ့နှင့်ညှင်းဆဲတတ်သောသူ၏စည်းစိမ်ကိုမတောင့်တနှင့်သူလိုက်သောလမ်းတစ်စုံတစ်ခုကိုမျှလိုမရှိနှင့်အကြောင်းမူကားထာဝရဘုရားသည်တဘောကောက်သောသူတို့ကိုဆက်ဆုပ်ယွန်ရှာတော်မူ၏ဖြောင်းမတ်သောသူတို့မူကားကိုယ်တော်နှင့်မိဒဟာယဖွဲ့ရသောအခွင့်ရှိကြ၏မတရားသောသူ၏နေရာသည်ထာဝရဘုရားကျိန်တော်မူခြင်းကိုတွေ့တတ်၏တရားသောသူ၏နေရာကိုကကောင်းကြီးပေးတော်မူ၏အကယ်စင်စစ်ကဲ့ရဲ့တတ်သောသူတို့ကိုကဲ့ရဲ့တော်မူ၏စိတ်နှိချသောသူတို့အားကကျေးဇူးပြုတော်မူ၏ပညာရှိသောသူတို့သည်ဘုံအတရေကိုအမွေခံရ၍မိုက်သောသူတို့မူကားအဆက်ကွဲခြင်းကိုထမ်းသွားရကြလိမ့်မည်တုတ်တန်ကျမ်းခန်းကြီး၄ငါသားတို့အဘ၏ညီဥပဒေတာကိုနားထောင်၍ဉာဏ်တဘောကိုနားလည်ခြင်းကစစ်စစ်မှတ်ကြလော့ကောင်းသောဩဝါဒကိုငါပေး၏ငါပြည့်ညက်တရားကိုမပယ်ကြနှင့်ငါမူကားအဘ၏ရင်နှင့်အမိရှေ့မှနူးညံ့၍အချစ်ဆုံးသောသားဖြစ်၏ငါအဘတုန်တင်၍မော့ဆိုလေသည်ကငါစကားကိုသင်၏နှလုံး၌တွင်မိ၍ငါပြည့်ညက်တို့ကိုကျင့်ဆောင်သဖြင့်အသက်ရှင်လော့ပညာကိုစီးဖူးလော့ဉာဏ်ကိုစီးဖူးလော့တတိမလစ်စေနှင့်ငါ၏နှုတ်ထွက်စကားကိုမလွှဲမရှောင်နှင့်ပညာကိုမစွန့်နှင့်သူသည်တင့်ကိုထိမ့်သိမ့်လိမ့်မည်သူကိုချစ်လော့တင့်ကိုစောင့်မလိမ့်မည်ပညာသည်အမျက်ဆုံးသောအရာဖြစ်၏ပညာကိုစီးဖူးလော့စီးဖူးသမျှသောဥစ္စာတို့တွင်ဉာဏ်ကိုစီးဖူးလော့သူကိုအမျက်ထားလော့သူသည်တင့်ကိုချီးမြှောက်လိမ့်မည်သူကိုဖတ်ရန်လျင်ဂုံအတရေကိုပေးလိမ့်မည်တင်း၏ခေါင်းကိုတင်းခေါင်းကိုတင်းတဲသောဥယျာဉ်နှင့်ပတ်ရစ်၍ဘုံကြီးသောတရဖူကိုအနှံလိမ့်မည်ငါသားငါစကားကိုနားထောင်နာယူလော့တို့ပြုလျင်တင်းအသက်နှစ်ပေါင်းများလိမ့်မည်ပညာလမ်းကိုငါပြသ၍မှန်သောလမ်းခရီးတို့၌တင်းကိုငါပို့ဆောင်၏ရှောက်သွားလျင်ကျင်းမြောင်းရာသို့မရောက်ပြေးသောအခါတိုင်မိ၍မလဲရဥပဒေတာကိုကင်ဆွဲလော့မလွတ်နှင့်စောင့်ထားလော့အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏အရမလူတို့လမ်းထဲသို့မဝင်နှင့်ဆိုးရုပ်သောသူတို့နှင့်အတူမလိုက်နှင့်သူတို့လမ်းကိုကျင်ဆောင်လော့လိုက်မသွားနှင့်လွှဲ၍သွားလော့သူတို့သည်သူတစ်ပါး၌အပြစ်မပြုရလျင်မအိပ်တတ်စုံတယောက်သောသူကိုမလဲစေလျင်အိပ်၍မပျော်တတ်ဒုစရိုက်နှင့်ဆိုင်သောမုံကိုစား၍ညှင်းဆဲခြင်းနှင့်ဆိုင်သောစပည့်ရည်ကိုတောက်တတ်ကြ၏ဖြောင်းမတ်သောသူတို့၏လမ်းသည်တတ်သောအာယုံကဲ့သို့ဖြစ်၍နေထွက်သည့်တိုင်အောင်တိုးပွားထွန်းလင်းတတ်၏
မတရားသောသူတို့၏လမ်းမူကားမှောင်မိုက်ကဲ့သို့ဖြစ်၍သူတို့သည်လဲသောအခါအဘယ်အရာကိုတိုက်မိသည်ဟုမသိရကြငါသားငါစကားကိုနားထောင်လော့ငါဟောပြောချက်တို့ကိုနားတွင်လော့သင်မျက်မှောက်မှမကွာစေနှင့်နှလုံးတွင်၌စောင့်ထားလော့အကြောင်းမူကားထိုတရားစကားကိုတွေ့ရသောသူတို့သည်အသက်ရှင်ခြင်းတကူလုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရပြီးနှလုံးသည်အသက်၏အခြေမြစ်ဖြစ်သောကြောင့်သင်၏နှလုံးကိုအထူးသဖြင့်စောင့်ရှောက်လော့ကောက်သောစကားတို့ကိုငင်းဆန်တတ်သောနှုတ်ခမ်းတို့ကို၎င်းဝေးစွာပယ်ရှောင်လော့သင်၏မျက်စိသည်ရှေ့ရှုကြည့်၍မျက်ခမ်းတို့သည်တည့်တဲ့အာယုံပြုစေလော့တင်သွားရလမ်းကိုစူးစမ်း၍သွားလေရ၌တည်ကြည်ခြင်းရှိစေလော့လက်ရဘက်လက်ဝဲဘက်တို့မသိမ်းမလွယ်နှင့်ဒုစရိုက်ပြုရလမ်းကိုရှောင်လော့သုတ်တန်ကျမ်းအခန်းကြီး9ငါသားတင်သည်တမာတတိရှိ၍တင်၏နှုတ်ခမ်းသည်သိပ္ပံအသက်ကိုစောင့်မိအကြောင်းငါပညာကိုမှတ်ကြုံ၍ငါပေးသောဉာဏ်တို့တင့်နာကိုလှဲ့လော့အကြောင်းမူကားမျိုးပြတ်သောမိန်းမ၏နှုတ်ခမ်းသည်ပြားလဖို့ကဲ့သို့ယူတတ်၍သူပြောသောစကားသည်စီထက်ချောတော်လဲအဆုံး၌ကသူသည်ဟင်းခါရွက်ကဲ့သို့ခါ၍တန်လျက်နှင့်အမျှထက်၏သူ၏ခြေတို့သည်တေချင်းသို့ဆင်း၍သူသွားရလမ်းသည်မရဏနိုင်ငံသို့ရောက်တတ်၏တင်သည်အသက်လမ်းကိုမဆင်ခြင်ရအောင်သူထုံးစံဓလေ့တို့သည်တရွေ့ရွေ့ပြောင်းလဲသဖြင့်တင်သည်နားမလည်နိုင်ရတို့ဖြစ်၍ငါသားတို့ငါစကားကိုနားထောင်ကြလော့ငါဟောပြောချက်တို့ကိုမပယ်ကြနှင့်ထို့သောမိန်းမကိုဝေးစွာရှောင်သွားလော့သူနေရာတကားဝသို့မချင်းနှင့်တို့မဟုတ်တင်သည်ကိုယ်ကုံအတရေကိုသူတစ်ပါး၌၎င်းကိုယ်အသက်ကိုကြမ်းတမ်းသောသူတို့၌၎င်းအလိမ့်မည်တပါးမျိုးသားတို့သည်တင်၏စည်းစိမ်နှင့်ပြေဝကြလိမ့်မည်တင်လုံး၍ရသောဥစ္စာသည်တပါးမျိုးသားအိမ်သို့ရောက်လိမ့်မည်နောက်ဆုံး၌တင့်အသားတင့်ကိုယ်ကာယဆွေးမြေ့သောအခါငါသည်တုံတင်ခြင်းကိုမုန်းလေပြီတကားဆုံးမခြင်းကိုစိတ်နှလုံးထဲမှမထီမဲ့မြင်ပြုလေပြီတကားငါဆရာတို့၏စကားကိုနားမထောင်ဘဲငါအားတုံတင်သောသူတို့၏စကားကိုနားမခံဘဲနေလေပြီတကားစီဝေသောပရိသတ်များအလယ်၌ဒုစရိုက်မျိုးကိုကုံစင်လူသည်တိုင်အောင်ငါပြုလေပြီတကားဟုမိတမ်းရလိမ့်မည်ကိုဆိုင်သောရေအိုးကိုတုံ၍ကိုရှိတွင်းထဲကထွက်သောစမ်းရည်ကိုတောက်လော့သင်ဤစမ်းရည်များပြား၍လမ်းများအနားမှစီသောမြစ်များဖြစ်စေလော့တပါးမျိုးသားနှင့်ပေါင်းဖက်၍မဆိုင်စီပဲကိုတပါးသေးတာဆိုင်သေးလော့သင်ဤစမ်းရည်တွင်း၌မင်္ဂလာရှိစေ၍အသက်အရွယ်ပြိုစဉ်ကာလပေါင်းဖော်သောမယားနှင့်အတူပျော်မွေ့လော့သူသည်စုံမတ်တတ်သောတမင်မှနှင့်လိုဖွဲ့သောတရေမကဲ့သို့ဖြစ်၍သူ၏သားမြတ်တို့သည်တင်၏အလိုဆန္ဒကိုအစဉ်ပြေစေ၍သူကိုချစ်သောစိတ်နှင့်အစဉ်ရစ်မူးလျက်နေလော့ငါသာတင်သည်အမျိုးပြတ်သောမိန်းမနှင့်အဘယ်ကြောင့်ရစ်မူးသနည်းပြေတစားမ၏ရင်ဘတ်ကိုအဘယ်ကြောင့်ဖတ်ရန်သနည်းလူသွားလာသမျှသောလမ်းတို့သည်ထာဝရဘုရားမျက်မှောက်တော်၌ရှိကြ၍သွားလာသမျှသောအချင်းအရာတို့ကိုစူးစမ်းတော်မူ၏အဓမ္မလူသည်မိမိပြုသောဒုစရိုက်အပြစ်ကြောင့်ဖမ်းမိခြင်းမိမိအပြစ်ကြိုးတို့ဖြင့်ချီနှောင်ခြင်းကိုခံရလိမ့်မည်သူသည်အလွန်မိုက်သောကြောင့်မှားယွင်း၍တွင်တင်ခြင်းကိုမခံရဘဲတည်သွားရလိမ့်မည်ဟုတ်ကဲ့ကျွန်တော်ရဲ့ကျမ်းစာဖတ်ရခြင်းအစီအစဉ်မျိုးနားထောင်သွားပေးကြတဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဒီလိုမျိုးကျမ်းစာဖတ်ခြင်းလေးတွေနားထောင်ရဖို့ရန်အတွက်ကိုလည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားခဲ့ပေးပါအောင်လို့ပြောပြ
ပေးချင်ပါတယ်အားလုံးမှာဖျားသခင်ကောင်းချီးပေးပါစေ